လုံးနဲ့ပြန်တော့လုံးနဲ့ ဆိုင်ထားမရ ရှိရလို့မရဘူးနော် ဆက်လို့မရ အေး ဘူး အေး နော် ပြန်ပြရ ဟုတ်ကဲ့အခုခွေးဆိုင်ကတော့အဓိကအားဖြင့်လူရဲ့အရှိရပုံလာလားအထက်ကပုံလာလား ဒီကနော် အထက်ကဒီဘက်ကပုံလာဟုတ်စကားပွေးရင်တော့မနာဘူးနော် နားငါသားမရဘူး ဟုတ်ကဲ့တော့စကားကတော့ရင်းနေရမယ်ပဲလေးလား ဟုတ်တယ်ဒီတန်း နောက်ချက်ပါနောက်ဘက်ကမရဒါပြောနိုင်တယ်ဒါလည်းပြီးသားမှုလို့ဟုတ် ဟုတ်ဗျာဒါပြောရရင်ပါရတယ်ပြန်လာတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဆာလေးလေးကတော့ဝယ်ပြပါလို့ပြလိုက်လို့ပြလိုက်ပါမယ်ဟုတ်ကဲ့ဒါအဓိကသုံးပိုင်းပေါ့နော်နောက်ကစကားပြောတဲ့ခါမှာလေးလာလေးရဲ့ဘုနာတဲ့ချက်ကျုံးကဒန်နာပုံစံမျိုးရှိတယ်ချက်ကျုံးဒန်နာတော့ဒါတော့ဓမ္မရမှာလည်းပြောမှုသားဆိုမဲ့တော့ပုံလေးနဲ့ဆိုရင်နည်းနည်းရအချိန်ကြာလိမ့်မယ်မိရှင်ကလေးနဲ့အကျွတ်လေးနဲ့သွားလို့ဆိုရင်ပုံပြီးတော့ဆင်ပြေလာလိမ့်မယ်အဲဒုတိယကတော့ကျွန်တော်ဘုတော့ဘူးသတ်တာနိုင်စားတော့ခုမှလည်းဆိုလို့ရတယ်အဓိကကချက်ကျုံးကအားနဲ့ရေကျူးကပို့ပြီးတော့အကျွတ်တွေကတင်ချက်ကိုပို့သိမ်းရတယ်ဒါကြောင့်ချက်ကျုံးကိုတို့တို့ဆိုတာအဲ့ဒါကိုလဲမတော့အောင်ပြုတ်တမတော့သိနေပါဘူးဒီကောင်လေးအားနဲ့ရေမကြခဏလို့ဆဲတော့ပေါက်နေတာမျိုးညစ်ကြလေးနေတာမျိုးစစ်တဲ့တယ်အဲ့ပြဿနာတွေကတော့ဘယ်လိုဆိုင်ခက်ဖြစ်ဆန်လို့မရအောင်အသက်ရရှိတဲ့အခါမှာအမျိုးတွေကအတက်ထွက်လာတယ်စီးပွားတက်လာအဲ့လိုနေမျိုးမှာဆက်ပြီးတော့ဒဏ္ဍာဖြစ်သွားရင်ပိုဆိုးတယ်ဒါလေးကရှာနော်အခုတော့နှုတ်ကတော့ရှာပြီးဆက်လို့ပြရအောင်လားဟုတ်ပါပြီဒီကသွားရကြရင်မရှိရှာမပူရဆက်တာလေးရှိလားမရှိပါဘူးနော်နှုတ်နေစားကောင်းလားကြရင်အောင်စားတော့ပြန် ထားတော့မယ် ဒါတော့အဲ့ဟိုတက်ရတောင်းနေရဟောလေအားလည်းတက်နေတယ်ဒီကတော့ဒါကြီး စားလို့သိမရှိလား ဟုတ်တယ် ဒီချမ်းတော့မဖြစ်လာမလားဗျာ ဟုတ်တယ် ဟုတ်ရှာမာကရပါခံတဲ့အခုလေးတွေရှာပေါ်မှာရှိတယ်။ဒီကအချိုရတာခံတယ်နားဘက်ကအချင်းရတာလေးတွေနောက်ဘက်ကအားရတာလို့ပြောရတာခွဲခံတဲ့ကြောင်လေးရှိတယ်။စံစာလေးတွေဒီကနေ့နဲ့ပြသွားတဲ့အခါမှာအဲ့ကောင်လေးတွေကကောင်းကောင်းမရတော့ဘူး။ခါကျရင်ရှာမအချင်းဖက်ဖက်တွေနေတယ်လေ။ရှိတော့နှုတ်ကစားမိမယ်ရတာမရှိဘူး။နောက်တော့တရတီးလေးချက်တယ်ဒီတရတီးပဲ။ဒါမဲ့ဒီရတာသူပေးပေးမယ်အရင်လိုမျိုးစားမကောင်းတော့ဘူး။စားကြည့်သိမရှိတော့ဘူး။စားမယ်ဆိုရင်စိတ်ကသာစားကြတယ်တလုံးလုံးစားပြီးဆက်မစားပြီးတော့အဲ့လိုပုံစံစစ်တာမျိုးတွေကအခုနကတော့လို့ရှာရင်ရတာခံဖို့အားနေတော့လို့ဖြစ်တဲ့စက်တော့ချက်ဖို့တင်းတင်းနဲ့ရှာဖို့ပေးတာမျိုးအားလုံးချင်းပေးတာလို့ဆိုရင်တတ်တာပါလိမ့်မယ်တတ်တာမရှိဘူးအတော့ဟိုအသာဝင်တာတော့တကယ်တော့ဘယ်လိုလုပ်ဝင်လဲရှာလာ ပုံမှန်စားပုံမှန်စားတော့ဆိုင် ပုံနဲ့တော့ဝင်တယ် ဟုတ်ပုံမှန်ပုံနဲ့နာနာလေးနဲ့ဒီလိုမှတမလာပဲဒီလို နည်းနည်းနဲ့နော်အဓိက ကား တော့ စား ဟိုဘာအင်းတဲ့ခွာရအောင်စားပါတော့တပည့်ရနေတာစားမယ်ခွာရအောင်စားမင်းများစားမယ်နောက်တော့ခဏကိုတော့ပြည့်ပြဖို့တော့လိုအပ်တဲ့ခွာအားကိုစားတာနေတော့နော်ဒါလေးတော့လိုအပ်တယ်နောက်တစ်ခုကတော့အများကြီးပြောလားအရှင်းတော့လား ဘုံတော့ တော့ အေးပြောရင်စီးသွားတာပုံမှန်မဲလား ဟုတ်တယ်ဟုတ်တယ် ဝုန်းမှန်လားဝုန်းချုပ်လား ဝဲတော့အရှိပါဘယ်လိုလုပ်လဲ အားမကြီးရ အဲ့တော့မဟုတ်ဘူးဒါဝဲဒီနေ့နေတော့တယ် ဒါဆိုမှန်ပါတယ်စီးရထွက်လာခဏကော ငါကျွေးနဲ့ငိုင်းညမော ဆောက်ဘူးနော်လေးစစ်တက်ကလေးလေးရရှိတာအထက်ကိုလေးစားတာလေးလေးအားရှိအသေးသေးတို့အတုပ်သေးတို့တောက်ကဆေးတို့ဘက်ကတောက်ရရှိတာ အဲ့ဒါတော့ စီးချိုတိုးတိုးလောကခံ